နာရဲ့တိမ်နဲ့အတွက်တော့အိမ်မမဟုတ်ဘူးအချိန်နိုင်နေရတွေ့ပြောစရာတွေဝေမျှခဲ့ဘူးခဏလေးမဟုတ်ဘူးချိန်နူးခဲ့တာတွေဟူပြောမြူးခဲ့တာတွေအမေရလို့အောင်မေးနေဘဝကတော့၆သွေးနေဘယ်သူမှလဲနားမလည်ကြဘူးအသေးစိတ်ကထိန်ချုံနေမသေးစိတ်ကတည်းရနေငါကိုယ်တိုင်တောင်နားမလည်တော့ဘူးချစ်ခဲ့